မနက်ဖြန်73ရက်တလ2026เนาะအင်္ဂါနေ့အဲ့တော့ထုံးစံတိုင်းပဲပေါ့နော်ဟိုအန်ဒီတနန်ဟိုဗာလေအန်ဒီဘယ်လိုလဲဒီပေါင်းဟေးအန်ဒီတနန်ဆိုဟုတ်တယ်မလားအန်ဒီတနန်ဆိုလေအန်ဒီတနန်ဆိုလိုမျိုးဒီဟိုနေမုံနေတော်ချောင်းနေအကြောင်းမပြောခင်မှာเนาะတာရုခေါ်လိုက်ကျမအတိတ်ထံဒုတိယရက်เนาะအောင်မြင်သွားပြီးဆုံးသွားပြီเนาะဒုတိယရက်အဲ့ဒါတာရုခေါ်လိုက်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့ကမနေ့ဖြန်ကြလို့ရှိရင်ပေါ့နော်ကျမတငယ်ချင်းကျမပြောတယ်နင်းရန်ကုန်မှာတဲ့ငါပြန်လာဆိုတော့တဲ့မနေ့ဖြန်ကြလို့ရှိရင်ဒီမှာလာရှန်ကောလိုက်ဝယ်ကြည့်မယ်တဲ့အဲ့ဒီဘယ်နှပွဲစားမလဲတဲ့ကျမအောင်မေးတာကျမကလည်းဂုံးမယ်ဂုံးတော့အဆုံးထိဂုံးမယ်လေဂုံးစင်းတာသိရမလားကျမနှစ်ပွဲစားရင်လည်းစားမယ်ဒါမှမဟုတ်လို့ရှိရင်လည်း9ပွဲစားရင်လည်းစားမယ်ပေါ့နော်ချိန်မိစားမှာကျမနှစ်ပွဲစားရင်လည်းစားမယ်မဟုတ်ရင်9ပွဲစားမယ်အဲ့လိုမျိုးလေးချိန်စားမယ်နင်းနဲ့စားပြီးလို့ရှင်လေနင်းရောနဲ့ကစားခွင့်လိုက်ပို့မှာဟေ့ငါတို့ကစားခွင့်မှာစော့တဲ့အရွယ်မဟုတ်တော့ဘူးလို့ငါတို့အိမ်မှာပဲတော်ချောင်းလေးနေစော့မှာအဲ့လိုမှကျမပြောလိုက်တယ်အခါကျတော့အဲ့တော့နင်းမှာတော်ချောင်းဘယ်နှချောင်းရှိလို့လဲဆိုကျမမှာတော်ချောင်းလေးကြီးလေ3ချောင်းတွေเนาะပြီးလို့ရှိရင်5ချောင်းတွေ10ချောင်းတွေရှိတယ်ဒီလားမနေ့ပြန်စော့ဖို့တော်ချောင်းလေးတွေနဲ့စော့တယ်အန်ရီကင်းနဲ့တကယ်ပြောတာအဲ့တော့မာလာရှန်ကောကကျမ2ပွဲစားရင်စားမယ်မဟုတ်ရင်9ပွဲစားမယ်ပေါ့နော်ဒါချိန်ပြီးစားမယ်နောက်ပြီးတော့တော်ချောင်းလေးတွေနဲ့စားပြီးလို့ရှိရင်တော်ချောင်းလေးနဲ့စော့မယ်ပေါ့စားရင်လည်းစော့မှာပေါ့နော်တွဲစော့ရင်လည်းစော့မှာကျမအဲ့နှစ်ခုကိုလေစားဟိုနေမာလာရှန်ကောစားရင်လည်းတော်ချောင်းစော့တာမျိုးပေါ့နော်တွဲလောက်တာမျိုးပေါ့အဲ့လိုမျိုးအဲ့တော့တော်ချောင်းက3ချောင်းတွေ5ချောင်းတွေ10ချောင်းတွေရှိတယ်အဲ့တော့မနေ့ပြန်ကြလို့ရှိရင်ဒါဟိုပေါ့73ရက်တလ2026အင်္ဂါနေ့ပေါ့နော်ဗုဒ္ဓဖူးနေ့ကြလို့ရှိရင်လေကျောင်းတရက်ပိတ်တယ်လို့ပြောတယ်ဟုတ်လားတော့မသိဘူးနော်အဲ့တော့ fighting နော် fighting ကျမကတော့ဘယ်လိုပြောမလဲဒီနေ့အဖိုးကြီးမှာကကြတော့လေသူကကျမတို့မထင်မှတ်တာလေးလုပ်သွားတယ်လားမထင်မှတ်တာလေးလုပ် surprise တိုက်သွားဒါပေမဲ့ကျမရဲ့မုံနေကိုပေါ့နော်ချင်းစားတဲ့မုံနေကိုရုံကြီးနဲ့ကိုဇွဲနဲ့လည်းပဲနဲ့ညနေဒီလိုက်လာတဲ့လူတွေကတော့အဆင်ပြေမှာအဆင်ပြေတာလေးလာပြောကြပါတော့ဝမ်းတာလေးသိလားတကယ်ပြောတာသူဒီတော့အကြောင်းလေးကြတော့မနဲ့မှနေသူခါနေသူကိစ္စနဲ့သူပြီးနေတာတဲ့မလားအဲ့လိုခွဲထွက်သွားကြတယ်သူတို့နှစ်ခုကမနဲ့ဖြန်ကြလို့ရှင်တော့တွဲလိုက်လာပေါ့နော်ကျမစိတ်အထင်ပြောတာနော်အဲ့တော့ကိုမှရှိတာလေးတွေဘာလေးတွေနဲ့ပေါ့နော်ကတ်တက်ပြီးတော့ကြည်ကြက်လောက်ကြကျမကတော့စကားမဆက်ပြောရမယ်ဆိုမနေ့ကကျမပြောတယ်မလားမန္တလေးမှာလို့မန္တလေးပြည်နယ်ကွန်းလူပါပဲရှိဆိုစော်ကားမိလို့လားမသိဘူးဒီနေ့မနေ့တိုင်းမျိုးစားမိတာထုံးပေါက်သွားတယ်တတ